ရောင်ရင်းချင်းအနုပညာအခန်း7တနေ့တာအမိုက်များရှင်းထုတ်ခြင်းအချိန်စီမံခန့်ခွဲမှုစွမ်းရည်ကိုမြင့်တင်ခြင်းတနေ့တာမှာကိစ္စတွေပြီးအောင်လှုပ်ဆောင်ဖို့အချိန်အလွန်လောက်မရှိဘူးလို့ခံစားရပါသလားဒီမေးခွန်းအတွက်စာဖတ်သူရဲ့အဖြေကဟုတ်တယ်ဆိုရင်အမှန်တကယ်ပြီးအောင်လုပ်ရမယ့်အလုပ်တွေလုပ်ဖို့အချိန်မရအောင်အကျိုးမဲ့တဲ့အလုပ်တွေလုပ်ရင်အချိန်အများကြီးကုန်နေရလို့ဖြစ်နိုင်ပါတယ်။စရင်အရတာမန်အမေရိကန်အိမ်ထောင်စုတစုကတနေ့တာမှာ TV ကြည့်ရင်9နာရီနဲ့မိနစ်50အချိန်ကုန်ကြတယ်လို့ဆိုပါတယ်။ဒါကြောင့်စာဖတ်တာစာလေ့လာတာဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်တာတွေလိုမျိုးဘဝတိုးတက်စေမဲ့အပြုသဘောဆောင်ပြီးအကျိုးကျေးဇူးရှိမဲ့လှုပ်ရှားမှုတွေကိုလုပ်ရင်လူတွေကအချိန်မကုန်ကြပါဘူးလူတွေက TV ရှေ့မှာပြစ်လဲနေတတ်ကြပါတယ်အဲ့ဒီပြဿနာတွေကိုပိုဆိုးသွားစေတာကအခုဆိုလူမှုကွန်ရက်ကကဘာကြီးကိုလွှမ်းမိုးနေတဲ့ခေတ်တစ်ခုမှာကျမတို့နေထိုင်နေကြတာပါပဲတာမန်လူတစ်ယောက်ကလူမှုကွန်ရက်မှာတရက်2နာရီလောက်အချိန်ကုန်တတ်တယ်လို့သူတည်တနာအရာသိရပါတယ်ဒါကြောင့်တရက်မှာ24နာရီသာရှိပြီး8နာရီကအိတ်တဲ့နေရာမှာသုံးရတယ်ဆိုတော့နိုးနေတဲ့အချိန်ကတရက်မှာ16နာရီရှိပါတယ်တပတ်မှာ14နာရီကကျမတို့မျက်လုံးတွေကဖုန်းမျက်နှာပြင်နဲ့ကပ်နေကြပါတယ်အဲ့ဒီကြားမှာကျမတို့လုပ်တဲ့တခြားကိစ္စတွေကိုထဲမပြောတော့ပါဘူးဘာကြောင့်အလုပ်တွေမပြီးရတယ်လဲဆိုတာစာဖတ်သူသိပါပြီလားကဘာပေါ်ကအောင်မြင်သူတွေနဲ့မအောင်မြင်သူတွေကြားကအကြီးကကွာခြားချက်ကတော့အချိန်ကိုဘယ်လိုစီမံခန့်ခွဲရတယ်လဲဆိုတာကိုသိရှိပြီးအချိန်နဲ့ပတ်သက်ရင်အင်မတန်ဂရုစိုက်တတ်ကြတာပါပဲသူတို့ရဲ့နေ့စဉ်ပုံမှန်လှူရှားမှုတချို့ကိုတစ်ချက်ကြည့်လိုက်ရအောင်ပါဆာရစ်ချတ်ဘရန်ဆန် Virgin Group Corporation ကြီးရဲ့တည်ထောင်သူဖြစ်ပြီးအသက်ချင်းတန်ဖိုးဒေါ်လာ5ဘီလီယံပိုင်ဆိုင်ပါတယ်2014ခုနှစ်တုန်းက post တစ်ခုမှာဗရန်ဆန်ကသူ့ရဲ့နေ့စဉ်ပုံမှန်လှုပ်ရှားမှုအကြောင်းမှတ်တမ်းတင်ခဲ့ပါတယ်။မနက်9နာရီအိပ်ရာထားတယ်။မိသားစုနဲ့မနက်စာစားတယ်။အီးမေးလ်တွေအကြောင်းပြန်တယ်။ယောဂနဲ့ထိုက်ကြည့်ကစားတယ်။တနေ့ကြာမှပေါ်လာတဲ့အချမ်းဉာဏ်တွေခြာရည်ဖို့မှတ်စုစာအုပ်တအုပ်တည်သွားတယ်။ TV ကြည့်ခဲ့တယ်။မိသားစုနဲ့ညစာစားတယ်။ည7နာရီမတိုင်ခင်အိပ်ရာဝင်တယ်။ Bill Gates Microsoft ရဲ့တည်ထောင်သူဖြစ်ပြီးကမ္ဘာပေါ်မှာအချမ်းသာဆုံးစာရင်းဝင်တဦးလို့လည်းလူတွေသိကြပါတယ်။အသက်တင်တန်ဖိုးဒေါ်လာ96.5ဘီလီယံခန့်ပိုင်ဆိုင်တယ်လို့ Forbes Magazine ကဆိုပါတယ်။မနေ့4နာရီခွဲအိပ်ရာထားတယ်။တရားအဆုံးမှ DVD တွေကြည့်ရင်လည်းတစ်ချိန်တည်းမှာပဲပြေးဆက်မှပြေးတယ်။သတင်းစာဖတ်တယ်။သူ့ရဲ့အစီအစဉ်ဇယားမှာတစ်ခုနဲ့တစ်ခုကြား9မိနစ်အားလက်ချိန်နဲ့ပိုင်ခြားထားတယ်။ထူးထူးခြားခြားအလုပ်များတဲ့နေ့ကိုမှတ်စုမှတ်ရင်အမြဲချေရခံတယ်။စာဖတ်ရင်အချိန်ကုန်တယ်။အလုပ်မလုပ်တဲ့အချိန်မှာသူကလေး3ယောက်နဲ့အချိန်ကုန်ရတာကိုနှစ်သက်တယ်။စနေတနင်္ဂနွေပိတ်ရက်တွေမှာဖဲကစားရတာကိုနှစ်သက်တယ်။ညတိုင်းပကံတွေစေတယ်။ Elon Musk Neuralink နဲ့ Tesla တို့ရဲ့ CEO နဲ့တည်ထောင်သူဖြစ်တယ်။သူ့မှာအသက်တင်တန်ဖိုးဒေါ်လာ19.8ဘီလီယံပိုင်ဆိုင်တယ်။မနက်9နာရီအိပ်ရာထားတယ်။အီးမေးလ်တွေစစ်ပြီးအကြောင်းပြန်တယ်။သူသားတွေနဲ့အပြန်အလှန်စကားပြောပြီးသားတွေကိုကြောင်းလိုက်ပို့တယ်။ရေချိုးပြီးအလုပ်သွားတယ်။အလုပ်တွေကိုပိုကောင်းမလာစေတယ်။ဘယ်အရာမှအချိန်မဖြုံဘူး။အားလက်ချိန်မှာမိတ်ဆွေတငယ်ချင်းတွေနဲ့အချိန်ဖြုံတာရုပ်ရှင်ကြည့်တာနဲ့သူကလေးတွေနဲ့ဂိမ်းကစားရတာကိုနှစ်သက်တယ်။ Warren Buffett ကမ္ဘာပေါ်ကအောင်မြင်ဆုံးယင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။သူ့မှာသတင်းတန်ဖိုးခန့်မှန်းဒေါ်လာ89.8ဘီလီယံပိုင်ဆိုင်ပါတယ်။မနက်6နာရီ45မှာအိပ်ရာထားတယ်။ Forbes စီးပွားရေးမဂ္ဂဇင်း USA Today သတင်းစာနဲ့ Wall Street Journal ဖတ်တယ်။မနက်စာစားတယ်။လေ့ကျင့်ခန်းလုပ်တယ်။အလုပ်သွားပြီးတနေ့ကြာရဲ့80%ကိုစာဖတ်ရင်အချိန်ကုန်တယ်။အလုပ်ပြီးတော့ဖဲကစားရင်စိတ်အပန်းဖြေတယ်။ည10:45မှာအိပ်ရာဝင်တယ်။ဟုတ်ပါပြီ
ဒီတော့ကဘာပေါ်ကအောင်မြင်သူတချို့ရဲ့နေ့စဉ်ပုံမှန်လှူရှားမှုတွေကိုကြီးခဲ့ကြပြီးပြီဆိုတော့သူတို့မှာဘုံတူတဲ့အရာတစ်ခုကတော့သူတို့အားလုံးအချိန်ကိုအကျိုးရှိရှိသုံးစွဲကြတယ်ဆိုတာပါပဲ။ TV ကြည့်တာကိုချိန်မပြောသွားခဲ့တာသတိထားမိပါသလား။ဒီပုဂ္ဂိုလ်တွေကဘီလီယံနာတထေးကြီးတွေဖြစ်ပြီးဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ corporation ကြီးတွေကိုလုပ်ကိုင်နေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အားလက်ချိန်လှူရှားမှုတွေအတွက်အချိန်ယူပြီးမိသားစုအတွက်အချိန်ပေးနေတော့မှာပဲ။တနေ့ကြာတွင်အလုပ်တွေပို့ပြီးမြောက်ခြင်းမီကိုယ်တိုင်ချမှတ်ထားတဲ့ပန်းတိုင်တွေကိုရောက်ခြင်းရင်ဘဝကိုအပြည့်အဝပြန်အခြေချအောင်လုပ်ပြီးဂရုတစိုက်နဲ့အစီအစဉ်ရေးဆွဲတာတွေလုပ်ရပါမယ်။လူအများစုကအောက်မှာဖော်ပြထားတယ်လို့မျိုးနေ့စဉ်ပုံမှန်လှူရှားမှုတွေရှိတာကိုလက်ခံကြပါလိမ့်မယ်။မနက်9နာရီနှိုးဆက်ပေးထားပေမယ့်9နာရီခွဲအထိပြန်တတိပေးတဲ့ခလုတ်ကိုဖွင့်ထားတယ်။အဲ့ရတဲ့ကခုံထွက်ပြီးရေချိုးတယ်။ကလေးတွေကိုစင်သစ်ဖြစ်အောင်ပြင်ဆင်ပေးတယ်။ကလေးရှိရင်ပေါ့တကားစီအပြေးသွားတယ်။မနက်စာကိုလမ်းမှာစားတယ်။8နာရီကြာအောင်အလုပ်လုပ်တယ်။အိမ်ပြန်လာတယ်။ညစာစားတယ်။ TV ရှေ့ထိုင်တယ်။အိမ်ရဝင်တယ်။ပေးရရောက်တဲ့အထိပြန်လုပ်တယ်။ဒါတွေကတနေ့ကြာကပို့ပြီးအလုပ်ပြီးမြောက်စေနိုင်ဖို့အတွက်အချိန်ကိုပိုကောင်းကောင်းစီမံခန့်ခွဲနိုင်အောင်ကူညီပေးမဲ့အကြံပြုချက်တချို့ပါပဲ။နေ့စဉ်ပုံမှန်လှူရှားမှုတစ်ခုအစားပြုပါ။စီကံချင်းဝတ်နဲ့စနစ်တကျလှုပ်ဆောင်မှုတချို့ကလေးတွေကိုပေးဖို့နေ့စဉ်ပုံမှန်လှူရှားမှုရှိနေတာကကလေးတွေအတွက်ဘလောက်အရေးကြီးသလဲဆိုတာကျမတို့အားလုံးသိကြပါတယ်။ငယ်ရွယ်စဉ်မှာဘယ်အချိန်အိပ်ယာဝင်ရမယ်။ဘယ်ချိန်အိပ်ယာထားရမယ်။ဘယ်ချိန်ညစာစားရမယ်။ဘယ်ချိန်အိမ်စားလုပ်ရမယ်။အစရှိတာတွေကိုလူကြီးတွေကပြောပြခဲ့ဘူးတာကိုမမိကြမယ်ထင်ပါတယ်။ဒါပေမဲ့ကြီးပြင်းလာတာနဲ့အမျှဒီပုံမှန်လှူရှားမှုရဲ့အရေးပါမှုကလျော့နေတဲ့ထက်လျော့နေလာခဲ့ပါတယ်။အကန့်အသတ်မရှိပဲဖယိုဖယဲဘဝနေထိုင်မှုပုံစံအဖြစ်ယိုယွင်းပြက်ပြားသွားတဲ့အချိန်ထီအောင်ပေါ့။စာဖတ်သူဒီအချက်ကိုလက်ခံနိုင်မယ်ထင်ပါတယ်။အရွယ်ရောက်သူအများစုကပုံမှန်လှူရှားမှုတစ်ခုကိုသတ်မှတ်မထားကြပဲ။ဘာအစီအစဉ်မှမချမှတ်ပဲတနေ့တာကိုဒီတိုင်းကြော်ဖြတ်တတ်ပြီးအကောင်းဆုံးတွေကိုမျှော်လင့်တတ်ကြပါတယ်။ကလေးတစ်ယောက်မှာပုံမှန်လှုပ်ဆောင်တဲ့လှုပ်ရှားမှုမရှိရင်စိတ်ဖိစီးပြီးစိုးရိမ်ကြောင့်ကြမှုခံစားရတဲ့အတိုင်းပဲအရွယ်ရောက်သူတွေလည်းပုံမှန်လှုပ်ဆောင်တဲ့လှုပ်ရှားမှုမရှိရင်စိတ်ဖိစီးပြီးစိုးရိမ်ကြောင့်ကြမှုခံစားရတတ်ပါတယ်။ဒါပေမဲ့သူတို့ဘဝကိုအားမလို့အားမရဖြစ်ရတဲ့အကြီးကအကြောင်းရင်းကဒီလောက်ရိုးရှင်းတဲ့အရာဆိုတာကိုနားမလည်ကြပါဘူး။ပုံမှန်လှူရှားမှုတွေကပြင်စရာကောင်းတယ်။မွန်းချက်တယ်။တင်းချက်တယ်စတဲ့အမြင်တွေကိုလူအများအပြားကပြောဆိုကြပေမယ့်အောင်မြင်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝတွေကကျမတို့သိခဲ့ရတဲ့အတိုင်းတင်းချက်တဲ့နေ့စဉ်ပုံမှန်လှူရှားမှုဆိုတာအမှန်တကယ်တော့အလုပ်ပြီးမြောက်မှုလွတ်လပ်မှုပျော်ရွှင်မှုနဲ့ကျမတို့ကိုယ်တိုင်ရဲ့အကောင်းဆုံးပုံစံဖြစ်လာဖို့လမ်းကြောင်းပါပဲ။ဒါတွေဟာနေ့စဉ်ပုံမှန်လှူရှားမှုရှိရခြင်းနဲ့သက်ဆိုင်တဲ့အကျိုးကျေးဇူးအနေငယ်ပါ။စနစ်တကျလုပ်ကိုင်မှုပုံဖော်ပါ။ပုံမှန်လှူရှားမှုတွေကဘဝမှာနေထိုင်ဖို့နဲ့နေ့စဉ်အရေးအရာကိစ္စတွေမှာပုံမှန်လှုပ်ဆောင်နေဖို့လိုအပ်တဲ့စနစ်တကျလုပ်ကိုင်မှုနဲ့ကြိုးချောင်းစီလျော်တဲ့အစီအစဉ်တကျဖြစ်ရပ်တွေကိုပေးစွမ်းပါတယ်။အချိန်တစ်ခုကြာပြီးနောက်အဲ့ဒီပုံမှန်လှုပ်ရှားမှုတွေကအလေးအကျင့်တစ်ခုဖြစ်လာပြီးကျမတို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်မှုတွေမှာတက်တောင့်တက်တာဖြစ်လာပြီးရင်းနှီးကျွမ်းဝင်မှုရှိလာပါတယ်။အလေးကျင့်ကောင်းတွေတည်ဆောက်ပါအချိန်ချင်းလှုပ်ဆောင်ခြင်းကအလေးကျင့်ကောင်းတွေတည်ဆောက်ခြင်းရဲ့ရှိုးဝတ်ချက်ပါကိုယ်ပိုင်ပုံမှန်လှူရှားမှုတွေကိုအစပြုခြင်းမှာနေ့စဉ်တူညီတဲ့အလုပ်ကြဝန်တွေကိုအချိန်ချင်းလုပ်ရင်အလေးကျင့်ကောင်းတွေပေါ်ပေါက်လာစေပါတယ်။ဒီလိုမျိုးစဉ်းစားကြည့်ပါလူအများစုကမနဲ့ခင်မှာအရင်ဆုံးသွားတိုက်ကြပါတယ်။ဒါကအလိုလျောက်လုပ်တာပါ။ကျမတို့စဉ်းတော့မစဉ်းစားကြပဲဒီတိုင်းလုပ်လိုက်တာပါပဲ။နေ့စဉ်ပုံမှန်လှူရှားမှုကအလေးကျင့်ဖြစ်လာတာနဲ့အဲ့ဒီအလုပ်ကအလိုလျောက်ဖြစ်လာပါမယ်။မကောင်းတဲ့အလေးကျင့်တွေချိုးဖြတ်ပါနေ့စဉ်ပုံမှန်လှူရှားမှုကအလေးကျင့်တွေကိုတိဆောက်ပေးတဲ့နေရာမှာကူညီပေးရုံမဟုတ်ပဲမကောင်းတဲ့အလေးကျင့်တွေကိုချိုးဖျက်ရမှာလည်းကူညီပေးပါတယ်
ဘာလို့လဲဆိုတော့အလေးချင်းကောင်းတွေကမကောင်းတာတွေရဲ့နေရာမှာတဖြည်းဖြည်းနဲ့စပြီးအစားထိုးဝင်လာတာကြောင့်ပါဦးစားပေးကိစ္စတွေကိုစီစဉ်တကြလှုပ်ဆောင်ပါတချို့ကိစ္စတွေကတခြားကိစ္စတွေထက်ပိုအရေးကြီးတာတွေဘဝမှာရှိပါတယ်ဒါပေမဲ့တခြားအရေးမကြီးတဲ့ကိစ္စတွေကနေရာယူနေတတ်လို့အဲ့ဒီအချိန်အများစုမှာအဲ့ဒီအရေးကြီးကိစ္စတွေကိုမပြီးမြောက်ပါဘူးပုံမှန်လှုပ်ရှားမှုအစီအစဉ်တကြရှိတဲ့အခါဘယ်ရက်မှာဘယ်ကိစ္စကိုလှုပ်ဆောင်ရမလဲဆိုတာအတိအကျသိလာပါတယ်အချိန်ဆွဲတတ်တာကိုရှင်းထုတ်ပါပုံမှန်လှုပ်ရှားမှုကအလေးချင်းဖြစ်လာတဲ့အခါပြောခဲ့တဲ့အတိုင်းပဲကျမတို့ကအလုပ်တွေကိုသူ့အလိုလျောက်လုပ်နေတတ်ပါတယ်ဒါကြောင့်အခြေခံအားဖြင့်ပြောရရင်ကျမတို့ကအလုပ်တွေကိုမသိစိတ်နဲ့လုပ်နေကြတာဖြစ်ပါတယ်အဲ့ဒါကအချိန်ဆွဲတာတွေကိုပျောက်သွားစေပြီးလုပ်ရမယ့်အလုပ်တွေကိုနောက်တစ်ရက်မရွှေ့ဆိုင်မယ်အလင်းအမြန်လုပ်နိုင်စေပါတယ်အရှိန်အဟုန်တိဆောက်ပါပန်းနိုင်တွေရောက်ရှိဖို့ကိစ္စနဲ့ပတ်သက်လာရင်အရှိန်အဟုန်ဆိုတာအင်မတန်အရေးကြီးပါတယ်နောက်ဆုံးရလဒ်အကြောင်းစဉ်းစားလိုက်တဲ့အခါရောက်ဖို့မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့်နောက်ဆုံးခရီးဆုံးပန်းနိုင်စီရောက်ဖို့နေတိုင်းသိငယ်တဲ့အရာလေးတွေကိုလုပ်နေရင်ရောက်ဖို့ပိုပြီးအလားအလာရှိပါတယ်မိမိကိုမိမိယုံကြည်မှုတည်ဆောက်ပါပန်းချိုင်တွေစီမရောက်နိုင်တဲ့အခါဒါမှမဟုတ် project တွေကိုအမြဲတမ်းအပြီးမသက်ပဲထားတတ်တဲ့အခါအဲ့ဒါကစိတ်ကိုဖျက်ဆီးနေတာပါပဲကိုကလွယ်ပြီးတခြားသူကိုအပြစ်တင်ဖို့မရှိပါဘူးဒီအလေးချင်းမျိုးကိုကျမတို့ရှိချင်မှမဟုတ်ပါဘူးဒါပေမဲ့တင်းကျပ်တဲ့ပုံမှန်လှုပ်ရှားမှုတွေကိုနေရာတကျဖြစ်စေပြီးပန်းနိုင်တွေစီရအောင်အမြဲမပြတ်လုပ်ကိုင်နေရင်အောင်မြင်တဲ့အခါယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်အိယာစောထားပါစောထားတဲ့ငှက်အစာဝတယ်ဆိုတဲ့ဆိုရိုးစကားကိုအားလုံးကြားဘူးကြမှာပါဖတ်လာခဲ့တဲ့အတိုင်းအောင်မြင်သူအားလုံးကမနက်9နာရီမတိုင်ခင်အိယာထားတယ်လို့ပြောခဲ့ပါတယ်စောအိယာထားတဲ့အခါအကျိုးကျေးဇူးအများပြားရှိပါတယ်ကိုရိုင်းအတွက်အချိန်သားသမီးတွေရှိနေရင်ဒီအချက်ကပိုပြီးမှန်ကန်ပါတယ်မနက်ပိုင်းအစောပိုင်းအချိန်တွေဘသူမှမနိုးသေးတဲ့အခါအပြင်ဘက်မှာကားတွေမရှိစူညံတန်တွေမရှိတဲ့အခါကျမတို့နဲ့ကျမတို့ရဲ့အတွေ့အကြုံတွေပဲရှိနေပါတယ်ဒီအချိန်ကတနေ့တာကိုဘလို့အကောင်းဆုံးကင်တွယ်လှုပ်ဆောင်ရမလဲဆိုတာကိုစဉ်းစားတွေးတောဖို့စင်ကျင်သုံးသပ်ဖို့နဲ့ဆုံးဖြတ်ဖို့အချိန်ကောင်းတစ်ခုပါအချိန်မရလို့အိပ်ရာတွေကခုန်ထွက်ပြီးအလုပ်တွေကိုအမြန်လုပ်မဲ့အစားပုံမှန်လှုပ်ရှားမှုကိုစတင်ဖို့မိမိကိုယ်ကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်အလုပ်ပြီးမြောက်မှုမြင့်တက်ခြင်းတခြားသူအလုံးအိပ်ပျော်နေချိန်စောအိပ်ရာထားတာကအာယုံအနောက်ရှက်တွေမရှိပဲအလုပ်တွေပြီးမြောက်အောင်လှုပ်ဆောင်နိုင်စေပါတယ်ဥပမာအနေနဲ့ချမှတ်ထားတဲ့ပန်းတိုင်တွေကတစ်ခုကစာအုပ်တအုပ်ရေးဖို့ဆိုရင်အဲ့ဒီအချိန်ကိုအသုံးပြုပြီးစာမျက်နှာတစ်မျက်နှာရေးလို့ရနိုင်ပါတယ်စာအုပ်တအုပ်ရေးတယ်ဆိုတာကြီးမားတဲ့အလုပ်တာဝန်တစ်ရပ်ပါဒါပေမဲ့မိုင်းထောင်ချီတဲ့ခရီးတစ်ခုကိုခြေလန်းတလန်းနဲ့ပဲစတင်ရတာပါပဲတစ်ရက်မှာတစ်မျက်နှာရေးရင်တော့တစ်နှစ်အတွင်းစာအုပ်တအုပ်ရေးလို့ရပါတယ်ပိုအကောင်းမြင်ခြင်းအောင်မြင်မှုကိုရရှိခံစားရတဲ့စိတ်ကတကယ်ကောင်းတဲ့ခံစားချက်ပါပဲစောအိပ်ရာထားတဲ့အခါအဲ့ဒီခံစားမှုကိုခံစားရဖို့အလားအလာပိုရှိပါတယ်အချိန်ပိုဆိုတာမနှက်စာစားတာလေ့ကျင့်ခန်းလုပ်တာဒါမှမဟုတ် project တစ်ခုမှာအလုပ်လုပ်တာလိုမျိုးအလုပ်တွေပိုပြီးပြီးမြောက်နိုင်တယ်လို့ဆိုလိုပါတယ်အိပ်ရာထားနောက်ကြပြီအလုပ်တွေအမြန်ပြီးအောင်လုပ်ဖို့ကြိုးစားနေတဲ့အချိန်ကလို့ဖိအားနဲ့စိတ်ဖိစီးမှုတွေကိုခံစားရတော့မှာမဟုတ်ပါဘူးအမြင့်မားဆုံးစိတ်ဆွမ်းအားဆိုတာမနဲ့ခင်မှာအမြင့်ဆုံးနေရာမှာရှိတယ်လို့လေ့လာမှုတွေကသက်သေပြခဲ့ကြတယ်ပန်းနိုင်တွေစီရောက်အောင်အလုပ်လုပ်ဖို့အကောင်းဆုံးအချိန်ကညဘက်မှာကောင်းကောင်းအိပ်ပြီးစွမ်းအင်တွေအသစ်ပြန်ဖြစ်ပြီးနောက်ပိုင်းမှာပါတနေ့တာလုံးဖြတ်သန်းနေချိန်မှာစွမ်းအင်နဲ့စိတ်ဆွမ်းအားကကုန်ခန်းနေပါတယ်ပင်ပန်းအလုပ်လုပ်ပြီးအိမ်ပြန်ရောက်တဲ့အခါစီစဉ်ထားတဲ့အလုပ်တွေကိုလုပ်နိုင်ဖို့အလားအလာနေပါတယ်
အေးချမ်းတဲ့ပုံမှန်လှုပ်ဆောင်မှုအေးချမ်းတဲ့ပုံမှန်လှုပ်ဆောင်မှုအလုပ်တွေကိုကားမောင်းမိပဲသွားအများသုံးပို့ဆောင်ရေးနဲ့ပဲသွားလူတိုင်းကရုံတက်ရုံစင်လမ်းချက်ချိန်ရဲ့ဖီးစီးမှုနဲ့ရင်ဆိုင်နေရပါတယ်စောစောချပြီးအိမ်ကစောစောထွက်ရင်ဒါတွေကိုရှောင်လဲလို့ရပါတယ်တခြားသူတွေမရောက်ခင်အလုပ်ရောက်နိုင်စေပြီးအလုပ်ပြီးရမယ့်ရချိန်တွေထက်ကြိုတင်ပြီးနိုင်စေပါတယ်လှုပ်ဆောင်ရန်စရင်များပြီးရမယ့်အလုပ်တွေကြောင့်အမြဲတမ်းစိတ်ဖိစီးနေရသလားတချို့ကိစ္စတွေကိုလုပ်ဖို့မေ့နေသလားဒါမှမဟုတ်ပေးရမယ့်ရချိန်ကျော်သွားသလားဒီမိကွန်းတစ်ခုခုအတွက်အဖြေကဟုတ်တယ်ဆိုရင်လှုပ်ဆောင်ရမယ့်စရင်ကအလုပ်တာဝန်တွေအစီအစဉ်တကျဖြစ်အောင်နဲ့ဦးစားပေးသတ်မှတ်နိုင်အောင်ထောက်ကူပေးမှာပါလုပ်ရမယ့်အလုပ်တွေရဲ့စရင်ကိုရေးချင်းအပြင်ဘာမှမကြံခဲနိုင်အောင်ပြီးမြောက်ရမယ့်အရာမှတ်သမျှကိုကျမတို့ရှေ့မှာခြာရေးပြီးစီစစ်လို့ရပါတယ်အရေးကြီးမှုအစီအစဉ်လိုက်အလုပ်တွေကိုစရင်လုပ်ပြီးဘယ်တစ်ခုကအရင်လုပ်ရမလဲဆိုတာကိုဦးစားပေးသတ်မှတ်နိုင်ပါတယ်မတန်တဆအလုပ်တွေကိုကြော်လွှားရတော့မယ်ဆိုရင်လှုပ်ဆောင်ရန်စရင်တွေကအရေးကြီးပါတယ်ဒါပေမဲ့ဒါကစရင်တစ်ခုခြာရေးတာထက်ပိုပါသေးတယ်ထိရောက်အောင်အသုံးပြုရမယ့်နည်းကိုသိရပါမယ်အကြံပြုချက်တချို့ကိုအောက်မှာကြည့်ပါအဆင့်1ရှင်းလင်းရမယ့်အလုပ်တာဝန်တွေအားလုံးကိုစာရင်းပြုလုပ်ပါပြီးအောင်လုပ်ရမယ့်မတူညီတဲ့အလုပ်တွေအများအပြားရှိနေရင်စာရင်းအများအပြားချရေးတာကပိုလွယ်ကူနိုင်ပါတယ်ဥပမာအလုပ်လုပ်ရန်စာချက်ရန်အိမ်အလုပ်လုပ်ရန်အဆင့်2ဦးစားပေးမှုအစီအစဉ်လိုက်စာရင်းပြုလုပ်လို့ရအောင်အလုပ်တာဝန်တစ်ခုချင်းစီရဲ့ဘေးမှာစလုံးဒါမှမဟုတ်နံပါတ်တစ်ခုထည့်ပါပြီးရင်အစီအစဉ်လိုက်စာရင်းကိုပြန်ချရေးပါအဆင့်3စာရင်းအစီအစဉ်လိုက်အလုပ်လုပ်ပြီးအလုပ်တစ်ခုပြီးတိုင်းစာရင်းမှာအမှတ်ချက်ပါလှုပ်ဆောင်ရန်စာရင်း software လုပ်ရမယ့်စာရင်းတွေကိုစာရေးတဲ့အခါစာရွက်သုံးတာကအဆင်ပြေတဲ့နည်းလမ်းမှာပဲဒါပေမဲ့ software သုံးရင်အများကြီးပိုအကျိုးများပါတယ် software အသုံးပြုနည်းကိုကိုယ့်ဘာသာကိုလေ့လာဖို့အချိန်တစ်ခုလိုအပ်ပါမယ်ဒါပေမဲ့ကျွမ်းကျင်သွားပြီဆိုတာနဲ့အသုံးပြုရတာအလွန်လွယ်ကူတာကိုတွေ့ရပါလိမ့်မယ် software အသုံးပြုရခြင်းရဲ့အဓိကအကျိုးကျေးဇူးတစ်ခုကတော့အရေးပေါ်ပြီးရမယ့်အလုပ်တွေကိုသတိပေးနိုင်တာပါပဲလှုပ်ဆောင်ရမယ့်စာရင်းကိုအမြဲတမ်းအနီးနားမှာရှိနိုင်အောင်email နဲ့ဖုန်းမှာတစ်ချိန်နဲ့အသုံးပြုလို့ရပါတယ်အကြံပြုထားတဲ့ software စာရင်းကို Google မှာရှာပြီးစာရင်းဆွဲထုတ်လိုက်ပါပန်းတိုင်ချမှတ်ခြင်းကိုယ်တိုင်ချမှတ်ထားတဲ့ပန်းတိုင်အတွက်နောက်ဆုံးအချိန်ကဘယ်အချိန်လဲအမှန်တကယ်ပြီးမြောက်ခဲ့လားစိတ်မကောင်းစရာအမှန်တရားကတော့တာမန်လူတစ်ယောက်ကပန်းတိုင်တွေကိုမတတ်မှတ်ပဲဘဝကိုဒီအတိုင်းအရှိန်နဲ့လှိမ့်ဆင်းသွားတတ်ပါတယ်ပြီးရင်အသက်50ရောက်လာတဲ့အခါအရေးကြီးတာတစ်ခုကိုမှသူတို့ဘာကြောင့်မလုပ်ခဲ့ရတယ်လဲဆိုတာကိုသိချင်ကြပါတယ်အခုလောက်ဆိုစားဖတ်သူတွေလည်းသဘောပေါက်လောက်ပါပြီအချိန်ကလူကိုမဆောင်ပါဘူးဒါကြောင့်အချိန်ရဲ့အရေးကြီးဆုံးအချက်ကကိုလုပ်တဲ့အလုပ်ကိုရွေးချယ်ဖို့ပါပဲဒါကြောင့်ပြီးမြောက်အောင်လှုပ်ဆောင်ရမယ့်ပန်းတိုင်တွေနဲ့အချိန်ကန့်သက်ချက်ပေါင်းတွေကိုကိုယ်တိုင်အတွက်ချမှတ်တာကကျမတို့လုပ်နိုင်တဲ့အကျိုးရှိဆုံးအရာတွေကတစ်ခုပါ။ဘာကြောင့်ပန်းတိုင်တွေချမှတ်ကြရတယ်လဲ။စွန့်ဦးတည်ထွန်းလုပ်ငန်းရှင်တွေအားကစားသမားတွေနဲ့ဘယ်အလုပ်နယ်ပယ်မှာမဆိုရှိတဲ့အောင်မြင်မှုမြင့်မြင့်မားမားရရှိထားသူတွေအားလုံးကသူတို့ကိုယ်တိုင်အတွက်ပန်းတိုင်တွေချမှတ်ကြပါတယ်။ပန်းတိုင်သတ်မှတ်ခြင်းကကာလရှည်အတွက်တစုံတစ်ခုပေါ်မှာအာရုံစိုက်စေနိုင်ပြီးကာလတိုအတွက်အောင်မြင်ဖို့စိတ်အားတက်ကြွမှုကိုပေးစွမ်းပါတယ်။ရှိထားပြီးသားအသိပညာတွေကိုဘဝမှာအကောင်းဆုံးအသုံးချနိုင်အောင်လဲကူညီပေးပါတယ်။တိကျပြီးရှင်းလင်းတဲ့ပန်းတိုင်တွေချမှတ်ခြင်းအပြင်ကိုယ့်ရဲ့တိုးတက်မှုအခြေအနေကိုခြေရာခံနိုင်ပြီးပန်းတိုင်ကိုရောက်ရှိတာနဲ့ပျော်ရွှင်မှုကိုခံစားရနိုင်ပါတယ်။စိတ်ကူးရင်အိမ်မက်ကိုခေါင်းထဲကနေထုတ်ပြီးစာရွက်ပေါ်ချရေးလိုက်တဲ့အခါမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အလုပ်တာဝန်တစ်ခုကလက်တွေ့ဖြစ်တဲ့အရာတစ်ခုဖြစ်ပြောင်းလဲလာပါတယ်။ဘယ်ကနေစတင်ရမလဲ။
ဘယ်ပန်းကြိုင်တွေအောင်မြင်ခြင်းတလဲဆိုတာကိုအခုဆုံးဖြတ်ပြီးပါပြီ။အဲ့ဒီပန်းကြိုင်တွေကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်အစီအစဉ်ရေးဆွဲဖို့အရေးကြီးပါတယ်။ဒီလိုမျိုးစဉ်းစားကြည့်ပါ။ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ခရီးတစ်ခုကိုမောင်းနှင်တော့မယ်ဆိုရင်သွားမဲ့နေရာရောက်အောင် GPS ကိုအသုံးပြုသလား။ဒါမှမဟုတ်နေရာရှာတွေ့တဲ့အထိတစ်မျိုးလုံးအနှံ့ပတ်မောင်းရင်အချိန်ဖြုံးသလား။ဘဝမှာလည်းဒီလိုပါပဲလမ်းကြောင်းဒါမှမဟုတ်အာယုံဆိုင်မှုမရှိဘဲရောက်တက်ရရမျောပါသွားနိုင်တယ်လို့အစီအစဉ်ရေးဆွဲပြီးလှုပ်ဆောင်လို့လည်းရပါတယ်ပန်းကြိုင်ချမှတ်ခြင်းကကျမတို့ကိုယ်တိုင်အတွက်နောက်မှအကောင်းဆုံးဖြစ်လာဖို့အကြောင်းစဉ်းစားတွေးတောနိုင်စေမယ့်အင်အားကြီးမားတဲ့လုပ်ငန်းစဉ်တစ်ခုပါပြီးရင်ပန်းကြိုင်တွေအောင်မြင်မှုတွေစီကိုတွန်းပို့ပေးနိုင်တဲ့စိတ်ခွန်အားပေးပါတယ်ဘဝမှာဘယ်လမ်းကြောင်းကိုလိုချင်တယ်လဲဆိုတာဆုံးဖြတ်နိုင်အောင်လဲပန်းကြိုင်ချမှတ်ခြင်းကကူညီပေးပါတယ်။သွားခြင်းတဲ့နေရာကိုတည်သွားတဲ့အခါဘယ်နေရာမှာအာယုံစိုက်ထားရမလဲဆိုတာကိုတည်သွားတဲ့အခါမှာပန်းကြိုင်တွေပြီးမြောက်အောင်လှုပ်ဆောင်ရမယ့်အရာတွေကနေကျမတို့ကိုအာယုံပြောင်းစေမယ့်အကျိုးမဲ့အလုပ်တွေမှာအချိန်ဖြုံးတက်တာတွေရပ်တန့်သွားပါမယ်။ပန်းကြိုင်တွေကိုချရေးတဲ့အခါမရှက်ပါနဲ့။အိမ်မက်ကြီးကြီးမားမားမက်တာကဘာအမှားအယွင်းမှမရှိပါဘူးလူတွေသာအိမ်မက်ကြီးကြီးမားမားမမက်ခဲ့ရင်ဒီနေ့ကဘာပေါ်မှာကျမတို့လူတွေပဲရှိနေကြလိမ့်မလဲဒီစာအုပ်ကိုရိုက်ဖို့ကျမအသုံးပြုနေတဲ့ laptop လိုမျိုးအရာတွေကိုဘယ်တော့မှကြီးထွင်ဖြစ်ခဲ့မှာမဟုတ်ပါဘူးဒါကြောင့်အေယာမဆန်အိမ်ကြီးမှစာဖတ်သူကိုယ်တိုင်နေထိုင်နေတယ်လို့မြင်ပြီးခြာရေးလိုက်ပါအိမ်မက်ဆိုတဲ့စကားလုံးကိုအများအားဖြင့်လွဲမှားသုံးဆွဲတတ်ကြပါတယ်။အမှန်တကယ်မရှိတာကိုတာမန်မျက်စိနဲ့မမြင်နိုင်တဲ့အရာလို့ယူဆလို့ရပါတယ်။ဥပမာကျမတို့ကအနှိမ့်ဆုံးလာစာနဲ့စက်ရုံတရုံမှာအလုပ်လုပ်နေချိန်တရက်မှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့အိမ်မက်ကျမတို့မှာရှိတယ်လို့တယောက်ယောက်ကိုပြောပြရင်ကျမတို့မှာလိုအပ်တဲ့အရေးချင်းတွေမရှိတာကြောင့်အသိစိတ်ပြောင်းနေတယ်လို့မျိုးအဲ့ဒီလူကကျမတို့ကိုကြည်နိုင်ခြင်းများပါတယ်။ကျမတို့ရဲ့အိမ်မက်ကကျမတို့ကိုအတိအကျသတ်မှတ်ပါတယ်။အိမ်မက်တွေကိုကျမတို့ပိုင်ပါတယ်။အိမ်မက်တွေကိုအမှန်တကယ်ဖြစ်လာအောင်လဲပြောင်းလဲနိုင်စွမ်းကျမတို့မှာရှိပါတယ်။ခရီးဆုံးပန်းကြိုင်ကိုစာရွက်ပေါ်ချရေးတဲ့အခါထိတ်လန့်စရာကောင်းပုံရပါတယ်။ဒီလိုမျိုးအရာကိုဘယ်လိုလုပ်ပြီးငါကအောင်မြင်အောင်လုပ်နိုင်မှာလဲလို့ပထမဆုံးကျမတို့တွေးမိပါတယ်မစိုးရိမ်ပါနဲ့ view ဟာတရက်ရှိပါတယ်အဲ့ဒီ view ဟာအတိုင်းလိုက်လို့ရင်အောင်မြင်မှုဆိုတာမြေကြီးလက်ခံမလွယ်ပါဘူးတသက်သားပန်းကြိုင်တွေကိုချမှတ်တဲ့အခါအမြင်ရှုထောင့်တွေကရှင်းလင်းပြတ်သားပြီးချမှတ်တဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်မှာမောင်းနှင်ပေးတဲ့အားတစ်ခုဖြစ်လာတယ်ကိုယ်ရိုက်အတွက်ပဲပန်းကြိုင်တွေချမှတ်တင်တယ်လေသိချမသိရင်အကြံပြုချက်တချို့ကိုအောင်မှကြည့်ပါအသက်မွေးအလုပ်အကိုင်ပဲအဆင့်ထိရောက်ချင်တယ်လေမိတ်ဖက်ဖြစ်ချင်လား CEO ဖြစ်ချင်သလားမန်နေဂျာဖြစ်ချင်သလားငွေကြေးဘယ်လောက်များများရှာချင်တယ်လေဒီအခွင့်အရေးမျိုးမပေးနိုင်တဲ့အလုပ်တစ်ခုမှရှိနေတယ်ဆိုရင်အလုပ်အကိုင်ပြောင်းလဲရပါမယ်ပညာရေးအလုပ်ကိုင်နဲ့ပတ်သက်တဲ့ပန်းကြိုင်တွေရောက်ရှိဖို့ဆိုရင်အရေးချင်းတချို့ရှိရပါမယ်။ဥပမာစရင်ကိုင်ဖြစ်ခြင်းနဲ့ဆိုရင်ဘလို့ထောက်ခံချက်လက်မှတ်မျိုးတွေလိုအပ်မလဲ။မိသားစုဘယ်အသက်အရွယ်မှာအိမ်ထောင်ပြုဖို့စံတာရှိသလဲ။သားသမီးလိုချင်သလား။လိုချင်တဲ့ဆိုဘယ်နှယောက်လိုချင်သလဲ။စိတ်ထဲမှာရည်မှန်းထားတဲ့စံထားတဲ့လက်တွဲပေါ်ရှိသလား။သဘောထားအချင်းစရိုက်နဲ့ပတ်သက်ပြီးပြောင်းလဲခြင်းတဲ့အချက်တွေရှိသလားအလွယ်တကူဒေါသထွက်တတ်သလားအလွယ်တကူမကြေမနက်ဖြစ်တတ်သလားရုပ်ပိုင်းဆိုင်ရာဝါလုံးနေတယ်လို့ထင်နေသလားလိုချင်တဲ့ခန္ဓာကိုယ်အမျိုးအစားရှိသလားအများပြည်သူဝန်ဆောင်မှုလူမှုဖွဲ့စည်းအတွက်လုပ်ပေးခြင်းတဲ့အရာတွေရှိသလားကိုကကူညီပေးခြင်းတဲ့လူတွေရှိသလားအချိန်နည်းနည်းလောက်ယူပြီးအကြံဉာဏ်တချို့စဉ်းစားကြည့်ပါချက်ချင်းလုပ်ဖို့မလိုပါဘူးအမျိုးအစားတစ်ခုချင်းစီတိုင်းမှာပန်းကြိုင်တွေရွေးချယ်ပြီးကိုစိတ်ဖိစီအောင်မလုပ်ပါနဲ့အရေးကြီးတဲ့ပန်းကြိုင်10ခုချက်မကျော်ပဲလှုပ်ဆောင်ဖို့အကြံပြုပါတယ်ပန်းကြိုင်ချိုးပြမှု
တသက်တာပန်းကြိုင်တွေကဘာရီဆိုတာကိုဆုံးဖြတ်ပြီးတာနဲ့9နှစ်တာစီမံချက်တစ်ခုချရေးပါအဲ့ဒီစီမံချက်ထဲမှာပိုကြီးတဲ့ပန်းကြိုင်တွေစီရောက်ရှိစေဖို့ပြီးမြောက်ရမယ့်ပိုတင်းငယ်တဲ့ပန်းကြိုင်လေးတွေအပြည့်စုံထည့်သွင်းဖော်ပြပါနောက်တစ်ဆင့်ကတော့နောက်ဆုံးပန်းကြိုင်ကိုအမှန်တကယ်ဖြစ်လာအောင်ပြောင်းလဲဖို့လိုအပ်မဲ့နေ့စဉ်လှုပ်ဆောင်ရမယ်ပန်းကြိုင်တွေရဲ့စရင်ကိုခြာရေးတင်ပါတယ်ဥပမာအလုပ်ကိုင်းတဲ့ပတ်သက်တဲ့ပန်းကြိုင်အတွက်အရည်ချင်းတွေဖြည့်ဖို့လိုရင်စာမေးပွဲတွေအောင်ဖို့အသိပညာရရှိစေမယ်နေ့စဉ်စာလေ့လာမှုအစီအစဉ်ကိုကာလတိုပန်းကြိုင်တွင်အနေနဲ့ထားရှိသင့်ပါတယ်သတ်မှတ်တဲ့နေ့ရက်နီးကပ်လာပြီလို့နားလည်လိုက်တဲ့အချိန်မှာအဲ့ဒီပန်းကြိုင်တွေစီရောက်စေဖို့အပူတပြင်းမကြိုးစားပဲပန်းကြိုင်တွေစီခြေလန်းစိတ်စိတ်လေးတွေလှမ်းဖို့အကြံပေးတာပါလမ်းကြောင်းပေါ်မှာရှိနေပါကမူးရှုတို့အလုပ်တွေမလုပ်ပါနဲ့လုပ်ရမယ့်အရာပေါ်တစ်ချိန်လုံးအာရုံစိုက်နေပါနီလန်းကောင်းကတော့ဘလောက်ဝေးဝေးရောက်နေပြီလဲဆိုတာကိုစစ်ဆေးဖို့အပတ်စဉ်သတိပေးချက်လေးတွေချမှတ်ပါရောက်ရမယ့်နေရာကိုရောက်မနေဘူးဆိုရင်အကြောင်းရင်းသိရှိရအောင်လုပ်ပြီးနောက်ထပ်နည်းဗျူဟာတစ်ခုစဉ်းစားပါ SMART ပန်းကြိုင်များ SMART ပန်းကြိုင်များပန်းကြိုင်ချမှတ်ခြင်းအလုပ်ကနေအကောင်းဆုံးရရှိဖို့နည်းလမ်းကတော့ SMART နည်းစနစ်ကိုအသုံးပြုတာပါပဲ SMART ဆိုတာက specific တိတိကျကျ measurable တိုင်းတာနိုင် attainable အရယူနိုင် relevant သက်ဆိုင်မှုရှိနေ timely အချိန်မီစတာတွေကိုကိုးစားပြုပါတယ်ပန်းကြိုင်သတ်မှတ်တဲ့အဲ့ဒီလိုအမျိုးအစားပုံစံအများပြားရှိပါတယ်ရေဘူးရအားဖြင့် SMART နီလန်ကပန်းကြိုင်တွေနဲ့ပတ်သက်ပြီးပိုပြီးတိကျသေးချအောင်ကူညီပေးပါတယ်ဥပမာငါရှိနေဖြစ်ချင်တယ်လို့ပဲခြာရေးရမှာမဟုတ်ပါဘူး2020ဒီဇင်ဘာလမတိုင်ခင်ငါရှိနေဖြစ်ချင်တယ်လို့ခြာရေးရမှာပါပန်းကြိုင်တစ်ခုမှာရက်ဆွဲတစ်ခုသတ်မှတ်ပေးလိုက်တာနဲ့အချိန်မဆွဲအောင်နဲ့ပန်းကြိုင်စီအရောက်သွားဖို့ခြေလမ်းတွေကိုတွန်းအားပေးမှုရရှိလာစေမှာပါပန်းကြိုင်ချမှတ်ခြင်းထပ်ဆောက်အကြံပြုချက်များပန်းကြိုင်တွေကိုပြုသဘောဆောင်တဲ့ affirmation အဖြစ်ပြောင်းလဲပါအိမ်အောင်ပြုပြီး35နှစ်မတိုင်ခင်သားသမီး3ယောက်ရခြင်းနဲ့လို့မရှိပဲအသက်35နှစ်မတိုင်ခင်မှာငါအိမ်ထောင်ကြပြီးကလေး3ယောက်ရတယ်လို့ခြာရေးပါပန်းကြိုင်အကြောင်းပြစ္ဆုတ်ပံကာလပြကရိယာပုံသဏ္ဍာန်နဲ့ပြောတဲ့အခါအဲ့ဒီအချက်လက်ကဖြစ်ပြီးသားလိုမျိုးမသိစိတ်ကမှတ်သားပါတယ်ဒီအလုပ်ကပုံဖော်စိတ်ကူရင်စူးစမ်းယူရတဲ့နီလန်ချက်ပိုလွယ်ကူပါတယ်တိကျသေးချပါစေဘယ်အရာကိုလိုချင်တယ်လဲဆိုတာမသိချရင်ရရှိအောင်လှုပ်ဆောင်ဖို့ခက်ခဲပါလိမ့်မယ်ကိုလိုချင်တဲ့အရာနဲ့ပတ်သက်ပြီးအသေးစိတ်အထိအင်မတန်တိကျသေးချနေပါစေနေ့ရက်အချိန်နဲ့ပမာဏတွေလိုမျိုးအချက်အလက်တွေထည့်သွင်းပါဦးစားပေးအရာတွေသတ်မှတ်ပါတချို့ပန်းကြိုင်တွေကတခြားပန်းတိုင်တွေထက်ပိုပြီးအရေးကြီးနိုင်ပါတယ်ဒါကြောင့်ဦးစားပေးမှုအစီအစဉ်အလိုက်ပန်းကြိုင်တွေကိုစရင်ပြုလုပ်ပြီးအဲ့ဒီအစီအစဉ်အတိုင်းလှုပ်ဆောင်သွားပါလက်တွေ့ကြပါစေကျမနဲ့တီးတဲ့လူတိုင်းကိုအိမ်မက်ကြီးကြီးမှတ်ဖို့တိုက်တွန်းပါတယ်ဒါပေမဲ့လက်တွေ့ကြဖို့လည်းအရေးကြီးပါတယ်မဟုတ်ရင်မအောင်မြင်နိုင်မဲ့အရာကိုချမှတ်နေမိတာဖြစ်နေပါလိမ့်မယ်ဥပမာတပတ်အတွင်းပေါင်20ကြာရမယ်ဆိုတဲ့ပန်းကြိုင်ကလက်တွေ့ကြတဲ့ပန်းကြိုင်တစ်ခုမဟုတ်ပါဘူးပန်းကြိုင်တွေရောက်ရှိတာနဲ့မရက်တန့်လိုက်ပါနဲ့ဘဝဆိုတာဘယ်တော့မှတတ်မနေပါဘူးစိတ်အားတက်ကြွပြီးရှေ့ကိုတွန်းပို့ပေးနိုင်တဲ့အာယုံစိုက်စရာတစ်ခုခုအမြဲတမ်းချပါတကယ်တော့အရေးကြီးဆုံးပန်းကြိုင်တွေကတစ်ခုကတော့စင်ဆက်မပြတ်တိုးတက်နေဖို့ပါပဲအချိန်ဆွဲနေတာကိုရပ်တန့်လိုက်ပါအန်တီရဲ့အရှိဆုံးအိမ်မက်ကိုတက်ပြစ်လိုက်တဲ့အရာတွေကတစ်ခုကတော့အချိန်ဆွဲတာပါအချိန်ဒီလူကိုမဆောင်ပါအချိန်ဆိုတာကျမတို့ကိုစောင့်နေမှာမဟုတ်ပါအချိန်ဆွဲခြင်းဆိုတာနောက်တနေ့မရောက်ခင်ဒီနေ့မှလှုပ်ဆောင်နိုင်တဲ့ကိစ္စတွေကိုရွှေ့ဆိုင်းနေခြင်းပါပဲဒီလိုလုပ်နေမိတာကိုမသိခင်မှာပဲပန်းကြိုင်တွေကိုမရောက်ပဲအချိန်10နှစ်ကျော်ကုန်လွန်ခဲ့ပါပြီအချိန်ဆွဲခြင်းကိုမကြာခဏရေးစရာတစ်ခုလိုယူဆတတ်ကြတယ်ပေါ့ပေါ့ပါပါပြောတတ်ကြပါတယ်
လက်တွေ့မှာအချိန်ဆွဲတယ်ဆိုတာဘဝမှာရှိမရအောင်တားမြစ်ထားတယ်အစွမ်းရှိအင်မတန်ပျက်စီးစေတဲ့အားတစ်ခုပါပဲဘဝမှာအမြင့်ဖြတ်ချီမုန်းပစ်ခြင်းတဲ့အရာတစ်ခုကအချိန်ဆွဲတတ်တာဆိုရင်ဒီအခန်းကအထောက်အကူပြုမှာပါနံပါတ်1အချိန်ဆွဲခြင်းကိုအတိအမှတ်ပြုခြင်းအချိန်ဆွဲနေတဲ့အချိန်ကိုလူအများစုကကောင်းကောင်းသိကြပါတယ်တနာရီအတွင်းပြည့်မီရမယ့်ရက်ချိန်တစ်ခုရှိရင်အလုပ်ဖြစ်ဖို့မခက်ခဲပါဘူးအချိန်ဆွဲတတ်တဲ့အဓိကလက္ခဏာအချို့ကိုကြည့်ပါတနေ့တာမှာလှုပ်ရှားရအများပြားရှိပေမဲ့တစ်ခုကမှအရေးမကြီးဘူးတစ်ခုခုကိုပြီးမြောက်အောင်လှုပ်ဆောင်ဖို့အစဉ်သင့်ပြင်ဆင်ပြီးကော်ဖီတစ်ခွက်ဒါမှမဟုတ်အသားညက်ပေါင်မုတ်တစ်ခုလိုတယ်လို့ဆုံးဖြတ်ခြင်းနောက်ဆုံးအချိန်ထိအရေးကြီးဆုံးအလုပ်တွေကိုမိမိရဲ့လှုပ်ဆောင်ရမယ့်စရင်ထဲမှာခြံထားခြင်းဆက်မလုပ်ခင်တစ်ခုခုလုပ်နေရတာကိုသဘောကျလာတဲ့အထိစောင့်ဆိုင်ခြင်းအချိန်ဆွဲတယ်ဆိုတာဘာလဲဆိုတာကိုထည့်ပြောဖို့လည်းအရေးကြီးပါတယ်အရေးမကြီးတဲ့အလုပ်တာဝန်တွေကိုနောက်ရက်ရောက်တဲ့အထိထားခြင်းမှာအခြားတစ်ခုကပိုအရေးကြီးနေလို့တချို့ကိစ္စတွေကိုခဏဆိုင်ထားရတတ်တဲ့အချိန်တွေရှိပါလိမ့်မယ်ဥပမာအလုပ်ပေးရမယ့်ရက်ချိန်တစ်ခုခုရှိနေပေမဲ့တွားရမယ့်ဆရာဝန်ရက်ချိန်ကလည်းရှိနေတယ်တချို့အလုပ်တာဝန်တွေကိုလှုပ်ဆောင်ဖို့အင်အားမရှိတဲ့အချိန်လည်းရှိပါလိမ့်မယ်ပင်ပန်းနေရင်အိတ်ချင်နေရင်ခန္ဓာကိုယ်ကပြောစကားကိုနားထောင်ဖို့အရေးကြီးပါတယ်ဒါကြောင့်အလုပ်ကိုအစင်မပြေပဲအပြီးသတ်ဖို့မလုပ်ပါနဲ့အလုပ်ပြီးစိတ်ဖိစီးရနိုင်ပါတယ်ဘာကြောင့်အချိန်ဆွဲနေသလဲလူတွေအချိန်ဆွဲရတဲ့အကြောင်းရင်းများစွာရှိပါတယ်အလုပ်တာဝန်ကလုပ်ရမှာကိုသဘောမကျတဲ့အရာဆိုရင်တတ်နိုင်သမျှရွှေ့ဆိုင်ထားပါလိမ့်မယ်အလုပ်တွေအလုံးကကျမတို့သဘောမကျတဲ့အရာတွေရှိနေမှာပါအဓိကပြီးအောင်လုပ်လိုက်ဖို့ပါပဲဒါမှတဘာဝကျတဲ့အလုပ်ထဲခွန်အားကိုထည့်နိုင်မှာပါရေဘူးရအားဖြင့်အစီအစဉ်တကျမရှိတဲ့လူတွေဟာတချို့ကိစ္စတွေကိုလုပ်ရတဲ့အခါတိကျသေးချတဲ့စနစ်ကိုနေရာကျအောင်မထားတတ်ပါဘူးဒီလိုနဲ့သူတို့ကမျက်စိမှိတ်ထားရင်လည်းဒီတိုင်းလေးလှုပ်လိုက်ကြပြီးအကောင်းဆုံးတွေကိုမျှော်လင့်တတ်ကြတယ်တခြားတစ်ဖက်မှာအစီအစဉ်တကျရှိသူတွေကဦးစားပေးသတ်မှတ်ထားတဲ့လှုပ်ဆောင်ရမယ့်စရင်းတွေနဲ့အချိန်စရာကိုပြုလုပ်ကြပါတယ်အလုပ်တာဝန်ကိုဘယ်ချိန်မှပြီးအောင်လုပ်ရမယ်ဆိုတာကိုအလုပ်တာဝန်တစ်ခုချင်းနဲ့တွဲပြီးအရေးပါမှုနဲ့အလုပ်ပြီးဖို့ကြာမဲ့အချိန်ကာလတွေကိုခြားရည်ထားပါတယ်အစီအစဉ်တကျရှိသူတွေကအလုပ်တွေကိုပြီးမြောက်အောင်လှုပ်ဆောင်တဲ့နေရာမှာလည်းတော်ကြပါတယ်အချိန်မဆွဲနေတတ်ပဲအကျိုးမရှိဖြစ်နေမှာမျိုးကိုမလိုလားပါဘူးပရောဂျက်ကသူတို့အပေါ်ဖိစီးမလာအောင်လို့အလုပ်တစ်ခုချင်းကိုစီမံလို့ရတဲ့အသေးစားလေးတွေအဖြစ်ပိုင်းခြားပြီးဘဝကိုပိုလွယ်ကူအောင်လုပ်ကိုင်ကြပါတယ်။တချို့လူတွေကတော့အလုပ်တစ်ခုကိုပြီးအောင်လုပ်ဖို့လိုအပ်တဲ့အရည်အချင်းတွေသူတို့မှမရှိတာကိုသိလို့အလုပ်တာဝန်အချို့ကိုသူတို့ကကြောက်တတ်ကြတယ်။ဒါကြောင့်ယုံကြည်မှုနည်းတဲ့ခံစားချက်တွေမခံစားရအောင်သူတို့လုံနိုင်တယ်ဆိုတာကိုသိတဲ့ကိစ္စတွေပေါ်မှာအာရုံစိုက်ကြတယ်။နောက်ပြီးအောင်မြင်မှာကြောက်တဲ့လူတချို့လည်းရှိကြတယ်။သူတို့ကကြာရှုံးမှလည်းမလိုလားတတ်ဘူး။ဒါပေမဲ့အောင်မြင်မှုကိုသူတို့ကပိုပြီးမှတောင်ထိတ်လန့်တတ်ကြပါတယ်။အောင်မြင်မှုပမာဏဘလောက်ပဲဖြစ်ဖြစ်ဘဝကပြောင်းလဲသွားမှာပါ။ဘာလို့လဲဆိုနောက်ထပ်တာဝန်တွေကိုယူလာမှဖြစ်လို့ပါ။တချို့လူတွေကအဲ့ဒီလိုတာဝန်တွေကိုမကင်တွယ်ခြင်းကြပါဘူးအချိန်ဆွဲခြင်းကိုတားဆီးဖို့နည်းဗျူဟာများအချိန်ဆွဲတယ်ဆိုတာအလေးချင်းတစ်ခုပါနေချင်းညချင်းဖြစ်ပေါ်လာတဲ့အလေးချင်းမဟုတ်တာကြောင့်နေချင်းညချင်းပျောက်သွားဖို့လည်းမမျှော်လင့်ပါနဲ့အဲ့ဒီအလေးချင်းကိုကျော်လွှားခြင်းရင်တချို့အရာတွေထဲလို့ရပါမယ်ပါဝင်လှုပ်ဆောင်နေတာကိုရပ်လိုက်မယ်ဆိုတာနဲ့အလေးချင်းဆိုတာအလေးချင်းဖြစ်တော့မှမဟုတ်ပါဘူးကျမတို့ကဒီနည်းဗျူဟာတွေကိုများနိုင်သမျှများအကောင့်ထဲပေါ်မယ်ဆိုရင်ဘဝထဲကနေအချိန်ဆွဲတတ်တာကိုအမြင့်ဖြတ်ချိန်မုန်းနိုင်ချေပိုများပါတယ်။တစ်ချက်ချင်းစီစဉ်းစားသုံးသပ်ပြီးဘယ်အချက်ကကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မလဲဆိုတာကိုဆုံးဖြတ်ပါ။အကျိုးဆက်များပေးရမယ့်အလုပ်ရဲ့ချိန်ကျော်သွားရင်ဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ထဲမှာအာရုံထားပါ။
စေကန်ထိန်သိမ်းရေးဆိုင်ရာသတိပေးခံရနိုင်ခြေရှိသလားလစာဆုံးရမလားကိုယ်တိုင်ကအလုပ်ရှင်ဆိုရင်မကောင်းတဲ့သုံးသက်ချက်ရလာမလားကိုစူချပါကိုစူချခြင်းကအလုပ်တွေပြီးမြောက်ဖို့ကောင်းမွန်တဲ့ဆွဲဆောင်မှုတစ်ခုပါပဲကြီးမားမားဖြစ်ဖို့မလိုပါဘူးဖက်နှက်အသစ်တရံဖြစ်ရုပ်ရှင်တကားကြည်တာဖြစ်ဒါမှမဟုတ်ချောကလက်တစ်တောင်ဖြစ်ပေါ့အလုပ်တွေပြီးမြောက်စေအောင်ကိုစိတ်ခွန်အားပေးမယ်စူးချတဲ့စနစ်ကိုတည်ဆောက်ပါအချင်းချင်းပံ့ပိုးကူညီတဲ့မိတ်ဖက်အစည်းအဝေးခံတင်ပြရမယ့်လူတစ်ယောက်ရှိတာကရွေသူတန်းသူပုဂ္ဂိုလ်စီကရတဲ့ဖိအားတစ်ခုနဲ့တူပါတယ်လူအများစုကသူတို့မိတ်ဆွေတငယ်ချင်းတွေရှိမှအယူတစ်ယောက်လိုအထင်မခံရစေချင်ပါဘူးဒါကြောင့်သူတို့အထင်ကြီးဖို့ပြီးဖို့လိုအပ်တာတွေကိုလုပ်တတ်ကြပါတယ်ဒီနီလန်းကတော်တော်အလုပ်ဖြစ်တဲ့အတွက်ကျမ်းမာရေးနဲ့ညီညွတ်အောင်စားတောင်းနေထိုင်တဲ့အသင်းအဖွဲ့တွေနဲ့ကိုထူကိုထအဖွဲ့တွေကဒီနီလန်းနဲ့ကတိပြုကြပါတယ်အစီအစဉ်တကျရှိအောင်နေပါအမှန်ကဒါကတိတ်လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးဒါပေမဲ့ဘလောက်အရေးကြီးသလဲဆိုတာကိုပြောပြီးသတိပေးသင်ပါတယ်အစီအစဉ်တကျရှိခြင်းကအောင်မြင်မှုရဲ့အဓိကတော့ချက်ပါပိုပြီးစနစ်တကျဖြစ်အောင်နဲ့အချိန်ဆွဲတာကိုရှောင်နိုင်ဖို့အကောင့်ထဲပေါ်နိုင်တဲ့အကြံပြုချက်တချို့ကိုအောက်မှာကြည့်ပါနံပါတ်1 project တွေကိုစီစဉ်ရေးဆွဲပါအလုပ်တာဝန်တစ်ခုချင်းကိုပြီးမြောက်ဖို့အတွက်လုပ်ရမယ့်လုပ်ငန်းစဉ်နဲ့ပြီးမြောက်အောင်လုပ်ဖို့ဘယ်လောက်ကြာမယ်ဆိုတဲ့အချက်လက်အပြည့်စုံကိုဖော်ပြတဲ့အချိန်စရာတစ်ခုနေ့တိုင်းပြုလုပ်ပါနံပါတ်2လှုပ်ဆောင်ရမယ့်စာရင်းတွေပြုလုပ်ပါဒါကနောက်ထပ်သတိပေးချက်တစ်ခုပါပဲဒါပေမဲ့အရေးကြီးပါတယ်လှုပ်ဆောင်ရမယ့်စာရင်းကအရေးကြီးတဲ့အလုပ်တွေကိုလုပ်နိုင်အောင်အထောက်အကူပေးပါတယ်လုပ်ရမယ့်အလုပ်ကိုမမှတ်မိခြင်းတဲ့အခါမိနေတက်လေးရှိပါတယ်နံပါတ်3ပန်းတိုင်တွေချမှတ်ပါရေပူရအားဖြင့်အလုပ်တာဝန်တစ်ခုချင်းကိုပြီးမြောက်ဖို့ဘယ်လောက်ကြာမယ်ဆိုတာသိပါလိမ့်မယ်ကိုစိတ်အားတက်ကြွစေမယ်နီလန်းကောင်းတစ်ခုကတော့အချိန်ပမာဏတစ်ခုအတွင်းအလုပ်တာဝန်တစ်ခုချင်းကိုအပြီးသတ်ဖို့အချိန်တွေချမှတ်ပါနံပါတ်4အလုပ်မျိုးစုံမလုပ်ပါနဲ့ပေးရမယ့်အလုပ်ရက်ချိန်တွေဘယ်လောက်များပါစေတစ်ချိန်ထဲမှာအားလုံးကိုလုပ်ဖို့ဘယ်တော့မှမကြိုးစားပါနဲ့တစ်ချိန်မှာအလုပ်တစ်ခုပဲအာရုံစိုက်ပါဒါကြောင့်အခုဆိုရင်အချိန်ဆွဲတဲ့အကြောင်းနဲ့ဘယ်လိုရှောင်ရမလဲဆိုတာကိုအားလုံးသိကြပါပြီအသိပညာကအစွမ်းထက်တယ်ဒါပေမဲ့အကောင့်ထဲပေါ်ဆောင်ရွက်ခြင်းကပို့ပြီးတော့မှအင်အားကြီးမှာပါတယ်။နေကုံစာဖတ်သူတွေအနေနဲ့ဘဝမှာဘာလို့ရှင်တယ်လဲဆိုတာတော့ကျွန်မမသိပါဘူး။ဒါပေမဲ့ဘဝမှာပြောင်းလဲခြင်းတဲ့အရာရှိနေလို့ဒီစာအုပ်ကိုကောက်ကင်လိုက်တယ်လို့ကျွန်မနားလဲပါတယ်။လူသိရှင်ကြားအောင်မြင်မှုမရလာခင်မှာအရင်ဆုံးကိုယ်ပဲသိတဲ့အောင်မြင်မှုရရမယ်လို့ကျွန်မပြောပြရစီ။ပိတ်ထားတဲ့စကားတွေရဲ့နောက်ွယ်မှာလုပ်ရမယ့်အလုပ်တွေကလူအများကြီးရှိမှလုပ်တဲ့အလုပ်တွေထက်ပိုပြီးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့တိတ်တဆိတ်နဲ့လုပ်တဲ့အလုပ်ကကိုယ့်ရဲ့ဇယိုက်လက္ခဏာကိုအမှန်တကယ်သတ်မှတ်ပေးတဲ့အရာဖြစ်လို့ပါပဲ။ကိုယ်ပဲသိတဲ့ကြိုတင်ပြင်ဆင်မှုဆိုတာဘဝမှာနောက်တစ်ဆင့်ကိုသွားဖို့ကျမတို့အစဉ်သင်ပြင်ဆင်တတ်တဲ့ပုံစံပါပဲ။ဘဝထဲကအမိုက်တွေကိုရှင်းထုတ်တဲ့ကျမရဲ့ကိုယ်ပိုင်ခရီးစဉ်ကိုစတင်ခဲ့ခြင်းကဒီနေ့မှကျမလှုပ်ဆောင်နေတာတွေကိုဦးတည်သွားလိမ့်မယ်လို့ကျမမသိခဲ့ပါဘူး။တန်ရှင်းတာနဲ့မလူတဲ့ပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းတာကအောင်မြင်မှုစီသွားရလမ်းပေါ်ကျမကိုရမ်းမိစေခဲ့ပါတယ်။ကျမရဲ့ပတ်ဝန်းကျင်ပြောင်းလဲသွားတဲ့အခါကျမရဲ့စိတ်ဓာတ်ပြောင်းလဲသွားခဲ့တယ်။ကျမအိမ်ကိုအသစ်ပြုပြင်နေချိန်မှာကျမနှလုံးသားအသစ်ပြောင်းလဲခဲ့တယ်။ကျမအိမ်မှာစနစ်တကျရှိတာကကျမဘဝစီစနစ်ကျမှုကိုယူဆောင်လာပေးခဲ့ပြီ။အဲ့ဒီအရာကဘဝမှာကျမရည်ရွယ်ထားတဲ့စီကိုတွန်းပို့ပေးခဲ့တာပါပဲ။အိမ်ထဲကအမိုက်တွေကိုရှင်းပစ်ပြီးအစီအစဉ်တကျဖြစ်အောင်လှုပ်ဆောင်တာကအိမ်ကိုလူအများကြီးကောင်းတဲ့ပုံစံဖြစ်အောင်ပေါ်နေဖို့ဆိုတာထက်ကိုယ့်ရဲ့ကံကြမ္မာအတွက်ကြိုတင်ပြင်ဆင်နေတာနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ဒါကစာဖတ်သူတွေရဲ့နေအိမ်ကိုလည်းပြန်လည်တည်ဆောက်ရမှအချိန်ပေးရမယ့်အချက်ပါပဲ။ဒါပေမဲ့ပြုပြင်ထိန်းသိမ်းမှုကစီကံရှိခြင်းရဲ့
မတူညီတဲ့အဆင့်တစ်ခုပါလူတချို့ကဇန်နဝါရီလတိုင်းမှာသူတို့ရဲ့အိမ်ကိုအစီအစဉ်တကျဖြစ်အောင်လှုပ်ဆောင်တတ်ကြပါတယ်။ဒါပေမဲ့ဖေဖော်ဝါရီလမကုန်ခင်မှာပြန်ရှုပ်ပွားနေတာပါပဲ။ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဒီအလုပ်ကမလွယ်ပါဘူး။တကယ်ကတော့အင်မတန်ခက်ခဲတာပါ။အပင်ပန်းမခံနိုင်တဲ့နေရီရှိမှာပါ။ဒါပေမဲ့လည်းတာမန်လူတစ်ယောက်မဖြစ်ချင်ဘူးဆိုရင်တာမန်လူလိုနေလို့မရပါဘူး။ဒါကအိမ်မှာမှမဟုတ်ပဲဘဝရဲ့နေပယ်တိုင်းနဲ့ဆက်ဆက်နေပါတယ်။ဘဝရဲ့တောင်းဆိုမှုတွေကိုတိုးတက်ပြီးကြီးထွားအောင်လှုပ်ဆောင်ဖို့ကကျမတို့ရဲ့တာဝန်မှာအကောင်းဆုံးနောက်ကိုလိုက်ရင်အောင်မြင်မှုကနောက်ကလိုက်လာပါလိမ့်မယ်။ရိုးရိုးရှင်းရှင်းနဲ့အရှုပ်တွေကင်းရှင်းပြီးအစီအစဉ်တကျရှိတဲ့ဘဝမှာနေထိုင်နိုင်ဖို့လှုပ်ဆောင်ရင်အကောင်းဆုံးနေဖြစ်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။ဟုတ်ကဲ့ကျမအခုဖတ်ပြပေးသွားတာကတော့ဆီယာမထက်တင်စာဘာသာပြန်ဆိုရေးသားထားတဲ့ရောင်ရည်ချင်းအမှုပညာဆိုတဲ့စာအုပ်ထဲကတနေ့တာအမှိုက်များရှင်းထုတ်ခြင်းအချိန်စီမံခန့်ခွဲမှုစွမ်းရည်ကိုမြင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုထုံးနှုတ်ဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဒီစာအုပ်ရဲ့နောက်ဆုံးအခန်းလေးဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။